မျိုးသမီးတယောက်မှာရှိကိုရှိရမယ့်အရာ၄ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့နံပါတ်1အချက်ကိုယ့်ရဲ့ပုံစံအတိုင်းပဲကိုနေထိုင်ပါဘသူအတွက်ကြောင့်လည်းမကိုယ့်ရဲ့ငကိုရှိနေတဲ့ပုံစံလေးကိုမပြောင်းလဲလိုက်ပါနဲ့ဘာကြောင့်လဲဆိုတော့တစုံတစ်ယောက်အတွက်ကြောင့်လည်းကျမတို့ငကိုရှိနေတဲ့အကျင့်တွေအရာအားလုံးကိုပြောင်းလဲရတယ်ဆိုရင်ဒါဟာစစ်မှန်တဲ့အရာမဟုတ်ပါဘူးဒါကြောင့်တကယ်စစ်မှန်တဲ့ပျော်ရွှင်မှုတကယ်စစ်မှန်တဲ့အရာကိုလိုချင်နေဆိုရင်ကိုယ့်ရဲ့ငကိုရှိနေတဲ့အတိုင်းလေးပဲဆက်ဆံပါကိုယ့်ရဲ့ငကိုရှိနေတဲ့အတိုင်းလေးပဲနေထိုင်ပါနံပါတ်2အချက်ကတော့လွတ်ချတဲ့သူကိုလွတ်ချပါပြောရမယ်ဆိုရင်တော့ပြက်သားစွာဆုံးဖြတ်တတ်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါစေမပြတ်မသားနဲ့ဒီလိုပဲဆက်ပြီးတော့သွားနေမယ်ဆိုရင်ရှေ့လျှောက်ကိုယ့်ရဲ့ပျော်ရွှင်မှုတွေလည်းပျောက်ဆုံးရသလိုကိုယ်တိုင်လည်းစိတ်ပင်ပန်းရပါတယ်နံပါတ်3အချက်ကတော့ကိုဖြစ်ချင်တဲ့ကိုယ့်ရဲ့အိမ်မက်တွေကိုဦးစားပေးပြီးတော့အကောင့်ထဲပေါ်ပါကိုဖြစ်ချင်တဲ့ကိုလှုပ်ချင်တဲ့အရာတွေစိတ်ကူးအိမ်မက်တွေကိုဦးစားပေးပါဒါမှလည်းနောက်တစ်ချိန်ကိုယ့်ရဲ့အနာဂတ်မှာများစွာအကျိုးရှိမှာဖြစ်ပါတယ်အဲ့ဒါလို့မဟုတ်ပဲကိုဦးစားမပေးတဲ့အရာတွေကိုပဲလိုက်ပြီးတော့ဦးစားပေးနေမယ်ဆိုရင်ကိုယ့်ရဲ့အနာဂတ်ကတဖြည်းဖြည်းနဲ့ဝေးသွားမှာအသေးချပါပဲဘာမှလည်းအကျိုးရှိလာမှာမဟုတ်တဲ့အတွက်ဦးစားမပေးဖို့အတွက်မှာချင်ပါတယ်နောက်ဆုံးအချက်ကတော့ငွေရှာပါကိုရှာထားတဲ့ငွေနဲ့ကဘာပတ်နိုင်တဲ့အမျိုးသမီးတယောက်ဖြစ်အောင်ကြိုးစားပါဘာလို့လဲဆိုတော့ကျမတို့အမျိုးသမီးတွေကိုယ်တိုင်ငွေရှာနိုင်တယ်ဆိုရင်ဘ누구ကမှတိတ်ပြီးတော့အာမကိုတတ်တော့ပါဘူးကိုရှာတဲ့ငွေကိုတန်ဖိုးထားပါကောင်းမွန်စွာနဲ့ကိုယ့်ရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်တဲ့နေရာမှာအသုံးချပါဒါတော့နောက်ဆုံးအချက်လေးပါဆိုတော့အခုပြောပြသွားတဲ့အချက်၄ချက်ကကိုယ်စီမှာရှိနေရင်တယောက်တည်းလဲဆက်လျှောက်ရဲတဲ့တတိအပြည့်ရှိနေမှာအမှန်ပါတယ်ဘလောက်ပဲခက်ခဲကြမ်းတမ်းနေပါစေရဲရင်နဲ့အမိမတယောက်ကစိတ်သက်ရေးရမှာရောတကယ်လက်တွေ့မှာပါကြမ်းကြမ်းခံနိုင်ပြီးအနိုင်ယူပြပါလိမ့်မယ်တဲ့ဒါကတော့ဗောနော်အမျိုးသမီးတယောက်မှာရှိကိုရှိရမယ့်အချက်၄ချက်ကိုအေးအနေနဲ့ဖတ်ပြပေးသွားတာပါဆိုတော့အေးကိုတိုင်ရေးသားထားတဲ့တယောက်တည်းလဲဆက်လျှောက်ရဲတယ်ဆိုတဲ့စာအုပ်ကလေးတွေကနေဖော်ပြပြီးတော့ဖတ်ပြပေးသွားတာပဲဖြစ်ပါတယ်ဆိုတော့အားလုံးပဲပေါ့နော်စိတ်ထဲမှာတစ်ခုခုတော့တွေးစရာလေးမှတ်စရာလေးတွေရှိသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ဆိုတော့ဒါအေးအနေနဲ့ဒီ channel လေးမှာကောင်းမွန်တဲ့စာစုလေးတွေကိုကိုယ်တိုင်ရေးပြီးတော့ဖတ်ပြပေးသွားပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်